အားလုံးပဲမင်္ဂလာပါခင်ဗျာအမေရိကန်ရဲ့ပူးရဲစီရေးလေ့ကျင့်မှုကိုရုတ်တရက်ရှော့ချလိုက်တဲ့အပေါ်တောင်ကိုရီးယားဘက်ကပြင်းထန်တဲ့တုံ့ပြန်မှုတွေလှုပ်ဆောင်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်နဲ့ဆက်ဆံရေးကိုအကြောင်းပြုပြီးတောင်ကိုရီးယားနဲ့ပူးရဲစီရေးလေ့ကျင့်မှုတွေကိုရုတ်တရက်ရပ်တန့်ရှော့ချလိုက်ပါတယ်ဒါကြောင့်တောင်ကိုရီးယားသမ္မတလီဂျေမြောင်ကစစ်ပွဲဖြစ်ပွားပါကစစ်ရေးကိုကဲခွင့်ကိုအမေရိကန်ထံမှပြန်လည်ရယူရေးနဲ့နျူကလ িয়ার ရေငုပ်သင်္ဘောတိစောက်ရေးတို့ကိုအရှိန်အဟုန်မြင့်လှုပ်ဆောင်သွားမယ်လို့ပြင်းထန်စွာတုံ့ပြန်ခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းလာလေးကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာပန်တဂွန်စစ်ဌာနချုပ်ကိုအမေရိကန်တောင်ကိုရီးယားပူးတွဲစစ်ရေးလေ့ကျင့်မှု Alchi Freedom Shield ကိုရှော့ချဖို့ညွှန်ကြားခဲ့ပြီးကင်ဂျုံအန်နဲ့သူရဲ့ဆက်ဆံရေးဟာအလွန်ကောင်းမွန်ကြောင်းထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ဒါကြောင့်ဒီဖြစ်စဉ်အပြီးဒီကနေ့အင်္ဂါနေ့မှာတောင်ကိုရီးယားသမ္မတလီဂျေမြောင်က1953ခုနှစ်စစ်ပွဲပြီးကတည်းကအမေရိကန်လက်ထဲကိုရောက်ရှိနေခဲ့တဲ့စစ်ပွဲဖြစ်ပွားချိန်စစ်ရေးကုတ်ကဲခွင့်တွေကိုမိမိတို့အစိုးရတပ်တန်းတွင်အမြန်ဆုံးပြန်လည်လွှဲပြောင်းရယူသွားမယ်လို့အစိုးရအဖွဲ့အစည်းအဝေးမှာထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ဒါအပြင်သမ္မတလီဂျေမြောင်ကတောင်ကိုရီးယားရဲ့နျူကလ িয়ার စွမ်းအင်သုံးရေငုပ်သင်္ဘောစီမံကိန်းကိုလည်းအရှောင်အဟုန်မြင့်လှုပ်ဆောင်သွားရန်သူ့ရဲ့အဖွဲ့တွေကိုတိုက်တွန်းခဲ့ပါတယ်။အမေရိကန်နဲ့မဟာမိတ်ဖြစ်မှုဟာလုံခြုံရေးရဲ့အခြေခံဖြစ်ပေမဲ့မိမိတို့ရဲ့ကိုယ်ပိုင်စစ်ရေးစွမ်းရည်ထက်မြက်မှသာမဟာမိတ်အဖြစ်တန်ဖိုးရှိမှာဖြစ်တယ်လို့ထုတ်ဖော်ပြောကြားခဲ့ပါတယ်။အမေရိကန်စစ်ဘက်ရရှိများကတော့မြောက်ကိုရီးယားဟာယူကရိန်းစစ်မြေပြင်ကနေ drone နည်းဗျူဟာအသစ်တွေကိုသင်ယူထားတာကြောင့်စစ်ရေးလေ့ကျင့်မှုရှော့ချလိုက်တဲ့အပေါ်စိုးရိမ်ကြောင်းထုတ်ဖော်ပြောကြားထားပါတယ်။တောင်ကိုရီးယားသမ္မတအိမ်တော်ကတော့ဒီစစ်ရေးလေ့ကျင့်မှုတွေဟာမြောက်ကိုရီးယားကိုတိုက်ခိုက်ဖို့မဟုတ်ဘဲတောင်ကိုရီးယားပြည်သူတွေရဲ့လုံခြုံရေးအတွက်သာဥတီလေ့ကျင့်တာလို့ထုတ်ဖော်ပြောကြားထားပါတယ်။ထရန့်ရဲ့ဆုံးဖြတ်ချက်ကြောင့်တောင်ကိုရီးယားရဲ့စစ်ရေးမူဝါဒအပြောင်းအလဲတွေနဲ့အာရှပစိဖိတ်ဒေသအတွင်းဘယ်လိုဖြစ်ပေါ်လာမလဲဆိုတာကိုဆက်လက်စောင့်ကြည့်သွားရမှာလို့နိုင်ငံတကာအတိုင်းအဝိုင်းကသုံးသပ်နေကြပါတယ်။ဟုတ်ကဲ့ပါပရိသတ်ကြီးရေယခုလိုမျိုးနိုင်ငံတကာသတင်းတွေကိုစဉ်ဆက်မပြတ်သိရှိနိုင်ဖို့ကျွန်တော်တို့ရဲ့ Daily Flow Channel လေးကို Like and Subscribe လေးနဲ့အားပေးခဲ့ကြပါဦးခင်ဗျာ။အားလုံးပဲကျန်းမာချမ်းသာဘေးရန်နဲ့ကင်းရှင်းကြပါစေခင်ဗျာ။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။